သမီးနာမည်ကတော့ယွန်းပါသမီးက grade 9မှာပညာသင်နေပါတယ်သမီးအသက်ကတော့14နှစ်ရှိပါပြီကျမနာမည်ကတော့ဒေါ်တင်မိုးခိုင်ဖြစ်ပါတယ်ကျမတို့ကတော့ဒီလိုကွင်းရမှာနေပါတယ်ပေါ့နော်ကျမတို့မိသားစု6ယောက်ရှိတယ်ကျမအမျိုးသားရယ်ကျမမှာသမီး4ယောက်ရှိတယ်ကျမရယ်ဆိုတော့မိသားစု6ယောက်ရှိတယ်ကျွန်တော်နာမည်ဦးကျော်မင်းလိုက်ပါဆရာကျွန်တော်ကလော့ဆိုင်တောင်သူပါကျမမှာသမီး4ယောက်ရှိပါတယ်ဆရာဟိုတုန်းကဆိုလို့ရှိရင်ဒီရောဘရှင်နဲ့လက်မတွဲခင်တုန်းကဆိုလို့ရှိရင်ငွေတိုးတွေပါလေဆိုလို့ရှိရင်ခလေးတွေကျူရှင်ကားတွေပါလေလိုတယ်ဟဲ့ဆိုကိုဒီကြားထဲမှာအဆင်မပြေဘူးဆိုငွေတိုးတွေပါလဲနဲ့အပြင်မှာရှာပြီး30တိုးနဲ့ရှာပေးရတယ်လေစားအုပ်တွေပါလေမရှိဘူးဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုအဆင်မပြေတဲ့ခါကျတော့ရှာကြံပြီးတော့ဝယ်ပေးရတာပေါ့ဆရာရဲ့ဒီငွေစုငွေချေးကို2000အခုဆိုရင်3နှစ်တာရှိသွားပြီဆိုတော့ဟိုပါပေါ့2021ကနေပြီးစပြီးငွေစုတာပေါ့ကိုအိမ်မှာဆိုရင်ပုံမှန်ငွေမစုဖြစ်ဘူးလေဒီမှာဆိုတော့အဖွဲ့အစည်းနဲ့ဆိုတော့ပုံမှန်တစ်လတစ်ခါလဲငွေစုဖြစ်တယ်နောက်ပြီးတော့ငွေအခက်အခဲတွေဘာတွေရှိလို့ရှိရင်လည်းအပြင်မှာယူသုံးရတဲ့ဆိုင်ရင်ဒီမှာယူသုံးတော့အတိုးလဲတက်တောင့်တက်တာရှိရပေါ့နော်ကျွန်တော်တို့အဲ့ကလောဆိုင်တဲ့အချိန်မှာတော့ငွေစုငွေကြေးရှိတဲ့တော့ကအဲ့ကပတ်စံချိပြီးတော့မြေစီပညာဝယ်ရတာရှိတယ်ဆရာဟောပြီးရင်လည်းပြဟိုတင်ခလေးတွေចောင်းသားတွေကြတော့စာအုပ်စာတန်းတောက်ရောက်လူပြပါဆရာဟိုတင်လေသမားတွေကြတော့ဟိုတင်မျိုးစပါးပေးတယ်ဆရာဓမီဩဇာပေးပါတယ်ဆရာဟောပြီးရင်လည်းပြီးတော့သမီးကငငယ်တွေကငွေစုတဲ့အလေးကျင့်လေးတွေကိုရှိခဲ့တယ်နောက်ပြီးကြတဲ့အချိန်မှာဖေဖေတို့မေမေတို့ကလည်းဝေါ်ဘီရှင်မှာပတ်စံလေးတွေဝင်စုတယ်ဝေါ်ဘီရှင်ဖွဲ့စည်းလေးရှိရတဲ့ကြောင့်သမီးလည်းငွေဝင်စုပြစ်ခဲ့တယ်သမီးငွေစုရတဲ့အကြောင်းရင်းလေးကမေမေတို့ကိုတစ်ချိန်မှာကြားလို့ရှိလို့ရှိရင်ထောက်ပံ့ပေးခြင်းနဲ့ကျောင်းလာကပစ္စည်းလေးတွေလည်းဝယ်ခြင်းနဲ့သမီးတို့လိုအပ်တဲ့ပစ္စည်းလေးတွေစဆရရအကုန်ဝယ်ခြင်းလို့ပါအခုဝေါ်ဘီရှင်မှာလေဝေါ်ဘီရှင်နဲ့လက်တွဲမှာဆိုလို့ရှိရင်ဟိုပေါ့ခလေးတွေဆိုရင်လည်းစားအုပ်တို့ဘာတို့ပေါ့နော်အတင်ထောက်ကူပစ္စည်းတွေရတဲ့အတွက်ကိုလည်းအကျိုးကျေးဇူးအများကြီးရှိတယ်ဟိုတက်တာတယ်စားအုပ်ဝယ်ပေးရတာလည်းတက်တာတယ်နောက်ပြီးတော့အခုငွေစုမှာဆိုလို့ရှိလို့ရှိရင်လည်းအခုငွေစုလိုက်တဲ့အတွက်ဒီချီးငွေဘာညာကိုဟိုဟာထုတ်သုံးတော့အတိုးတက်တောင့်တက်တာနဲ့သုံးရတယ်စီးပွားရေးတွေပါတယ်ပြောမယ်ဆိုအရင်းနှီးဆိုရင်တော့မှပဲဒီကနေထုတ်ပြီးတော့မှအရင်းနှီးလုပ်လို့ရတဲ့အတွက်ကိုအများကြီးအကျိုးသက်ရောက်မှုရှိပါတယ်ကျွန်တော်ရဲ့အနာဂတ်တော့ဆရာစိုက်ပျိုးရေးလည်းအတေကနေနှိကတိုးချက်ပြီးစိုက်ချင်ပါတယ်ဆရာကလော့ဆက်တွေလည်းထောင်ချင်ပါတယ်ဟောဖီရှင်အဖွဲ့မှာငွေစုရတာတငယ်ချင်းတွေလည်းတွေ့ရတယ်ပျော်လဲပျော်ရှင်ရတယ်စိတ်ဓာတ်တွေလည်းတော့ကြတယ်သမီးကကျောင်းဆရာမဖြစ်ရှင်တယ်သမီးကျောင်းဆရာမဖြစ်လို့ရှိရင်မူချိုကလေးလေးတွေကိုစာသင်ပေးခြင်းနဲ့သူတို့တွေကငငယ်တွေကအခြေခံပါမှကြီးလာလို့ရှိရင်အစိမ့်မြင့်ပညာတွေကိုသင်ကြားနိုင်မယ်ငငယ်တွေကအခြေခံမပါဘူးဆိုလို့ရှိရင်ကြီးလာရင်အစိမ့်မြင့်ပညာတွေကိုမသင်ကြားနိုင်ဘူးအခုအစုရှယ်ယာခွဲလို့ရှိရင်အဲ့ဒီကျူရှင်ကားတွေလည်းပေးမယ်ကလေးပညာရေးရှေ့ဆက်တက်ဖို့လည်းခြံထားရမယ်လေဟိုကလောပီနန်အရင်နှီးတဲ့ကိုလည်းတဝက်ထည့်မယ်အဲ့လိုမျိုးစိတ်ကူးထားပါတယ်